သမီးလေးရဲ့ပခုံးနှစ်ဖက်ကိုဖွားဖွားလေးကင်ပြီးစိတ်မလှုပ်ရှားနဲ့နော်လို့မိခင်တယောက်ရဲ့ဂရုစိုက်မှုပြည့်နဲ့မှာကြားနေတာပါဒါပေမဲ့လူလယ်မလေးဂျန်ရှောင်းသောဂျိုင်းဆိုင်ရိုကတော့မိခင်ဖြစ်သူရဲ့စိုးရိမ်ပူပန်မှုတွေကိုအလေးမထားသလိုပါပဲဟီးဟီးလို့ရဲကျဲကျဲလှုပ်ပြပြီးမျက်နှာပြောင်ပြကသူမရဲ့လက်ကလေးနှစ်ဖက်ကိုမြှောက်ပြီးလမ်းမကြီးစီကိုဝမ်းသာအားရထွက်ပြေးသွားပါတော့တယ်ခဏလေးသမီးဂျန်ရှောင်းသောချက်ချင်းရက်လိုက်စမ်းသမီးလေးလမ်းမပေါ်ပြေးထွက်သွားတာကိုမြင်လိုက်ရတဲ့မိခင်ဖြစ်သူရဲ့ရင်ထဲဒိန်းကနေဖြစ်သွားပြီးအသေးအတန်အော်ဟစ်ကနောက်ကနေပြေးလိုက်ရပါတယ်။သမီးလေးကတော့နောက်ကိုလှည့်မကြည့်ပဲမီးပွိုင်လန်းဆောင်စီကိုဆိုးဆိုးဝါးဝါအရှိန်နဲ့ပြေးဝင်သွားခဲ့ပြီးအတိအကျချိန်ကိုက်ထားသလိုပဲအဲ့ဒီအချိန်မှာလမ်းမထက်ကနေနံပါတ်ပြား43261တက်ဆင်ထားတဲ့အဖြူရောင်ဟွန်ဒါကားတစ်စီးကလည်းသူတို့စီကိုတဖြည်းဖြည်းချင်းကပ်မောင်းနေလာနေပါတယ်မိခင်ဖြစ်သူရဲ့မျက်နှာဟာထိတ်လန့်တုန်လှုပ်မှုတွေကြောင့်ဖြူဖြော့သွားပြီးအချိန်ကိုဆွဲဆန့်ထားခြင်းစိတ်တွေပြင်းထန်နေတဲ့အချိန်မှာပဲမြင်ကွင်းကနေကင်းဘက်ကနေရုတ်တရက်မှောင်မိုက်ပြီးခြောက်ခြားစရာကောင်းတဲ့ညဘက်စီကိုရောက်ရှိသွားပါတယ်။ဥရောပစက်တိုင်ရုံးစင်းရဲတိုက်ကြီးတစ်ခုရဲ့ရှေ့မှောင်မိုက်နေတဲ့လမ်းမပေါ်မှာကိုဝန်ဆောင်မျိုးသမီးတစ်ယောက်ခြေပလာနဲ့အသေးအတန်ပြေးလွှားနေရတယ်လို့မျိုးမျက်စိကျိမတက်လင်းထိန်သွားတဲ့ကားရှိမီကြီးနှလုံးရဲ့အလင်းတန်းကကင်မရာထဲကိုဆူဆူရှရှဝင်ရောက်လာပြီးရင်မောင်းဖြစ်သူလူငယ်ရဲ့မျက်နှာမှာလည်းကြောက်လန့်တုန်လှုပ်ပြီးဘရိတ်ကိုအတင်းနှင်းလိုက်တဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရပါတယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။သွေးရိုင်ပြေးနဲ့လမ်းမထက်မှာကားတိုက်ခံရပြီးလဲလျောင်းနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဝမ်းနည်းကြေကွဲစရာပုံရိပ်ကဖြက်ခနဲပေါ်လာပါတယ်။ဒါဟာအတိတ်ကဖြစ်ရဆိုးတစ်ခုရဲ့နာကျင်စရာအရေးအယောင်လား။ဒါမှမဟုတ်လက်ရှိအချိန်မှာဖြစ်ပျက်တော့မဲ့အနေရဆိုးကြီးအတွက်ကြိုတင်သတိပေးချက်လား။မြင်ကွင်းကနေကင်းဘက်ကိုချက်ချင်းပြန်ရောက်လာပြီးအဖြူရောင်ဟွန်ဒါကားကြီးကသမီးလေးရှိရာစီကိုအရှိန်ပြင်းပြင်းနဲ့ကပ်လာတဲ့အခါမိခင်ဖြစ်သူကသမီးလေးကိုအချိန်မီဆွဲခေါ်ကယ်တင်နိုင်ပါမလားဒီကားမတော်တဆမှုရဲ့နောက်ွယ်ကဆက်ဆက်နေတဲ့လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာ